ဆရာမမနေ့ကတင်ထားတဲ့ free အခမဲ့စေဝါအကူသင်တန်းကိုဘယ်လိုတက်ရမလဲဘယ်လိုရှာရမလဲဆိုတာပြောပြပေးပါမယ်ရှင် YouTube မှာ @Geneva Caregiver လို့ဆရာမတို့ရိုက်ပြီးတော့ရှာလိုက်ပါအဲ့ဒါဆိုရင်အခု Geneva Caregiver ဆိုတဲ့ page ကိုရောက်သွားမှာပဲဖြစ်ပါတယ်အဲ့ဒီ page မှာဝင်လိုက်တယ်ဆိုတာနဲ့ဗီဒီယိုတွေတွေ့ရမှာပါဒါကတော့စေဝါအကူအခမဲ့သင်တန်းမှာတက်ချင်တဲ့သူတွေလေ့လာရမယ့်ဗီဒီယိုလေးတွေဖြစ်ပါတယ် playlist ထဲကိုဝင်လိုက်တယ်ဆိုရင်လည်းဒီဗီဒီယိုတွေအစအဆုံးတွေ့ရမှာပဲဖြစ်ပါတယ်ရှင်ဗီဒီယိုက9ပုတ်တင်ပြီးသားဖြစ်ပါတယ်ဒီဗီဒီယိုကိုကိုဟာနဲ့ကိုအိမ်မှာဘယ်နေရာဘယ်နိုင်ငံကိုပဲရောက်လေ့လာလို့ရပါတယ်ရှင်အခုဆ iam မကဗီဒီယိုလေးတွေနမူနာပြပေးပါမယ်နော်အားလုံးမင်္ဂလာပါစေဝါကျွမ်းကျင်အကူတင်တဲ့ online course ကနေအခုဗီဒီယိုတွေကိုအပတ်စဉ်စနေတနင်္ဂနွေမှာတင်ပေးသွားမှာဖြစ်ပြီးတော့ဒီဗီဒီယိုတွေအားလုံးကြည့်ပြီးဖို့ဆိုရင်တော့2လလောက်ကြာမှာပဲဖြစ်ပါတယ်ရှင်ဒီ Geneva Caregiver ဆိုတဲ့ page လေးမှာပုံမှန်ဗီဒီယိုတွေတက်တာကိုကြည့်ရဖို့အတွက် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ